လူတယောက်နဲ့ပထမဆုံးဆွေးနွေးတဲ့အခါကောင်းမွန်တဲ့ထင်မြင်ချက်တစ်ခုရဖို့ဆိုတာအားလုံးပဲလိုချင်ကြတာပေါ့နော်ဒါပေမဲ့အဲ့ဒါကိုဘယ်လိုလုပ်ကြမလဲကဲဒီနေ့မှာတော့လေလုံးတဲ့စီရဲ့ဘသူနဲ့မဆိုစကားပြောနေစောက်ထဲကနေအဲ့ဒီဘန်းတိုင်ကိုလွယ်လွယ်ကူကူရောက်သွားစေမြဲလက်ထိတ်ကြတဲ့နီလန်ကောင်းလေးတွေကိုအတူတူလေးတက်ကြည့်ကြအောင် ဒီစာအုပ်ရဲ့အဓိကအချက်ကတော့ဒီအမြင်နဲ့မူကြားကကြီးမားလေကွာခြားချက်ပါပဲငါဘာပြောရမလဲဆိုပြီးကိုစဉ်းစားနေမိအစားသူတို့ဘယ်လိုခံစားနေရမလဲဆိုတာကိုအာယုံစိုက်လိုက်တဲ့အခါအံ့ဩစရာကောင်းတဲ့အပြောင်းလဲတွေဖြစ်လာတတ်ပါတယ်ဆိုတော့ကိုအာယုံစိုက်တာထက်တခြားသူကိုအာယုံစိုက်တာကစစ်မှန်တဲ့ဆက်ဆံရေးတစ်ခုတိစောက်နိုင်ဖို့အဓိကတော့ချက်ပဲဗျာခဲပထမပိုင်းကိုစလိုက်ကြရအောင်တွေးဆုံမှုတစ်ခုရဲ့အစောဆုံးအချိန်ဒီမှာလေကိုပြောမယ့်စကားလုံးတွေထက်ကိုရဲ့ကိုဟန်အမှုအရာကပို့ပြီးတော့အစွမ်းထက်ရဲဆိုတာသိရင်အံ့ဩသွားနိုင်ပါတယ်။ဘာကြောင့်လဲဆိုတာကြည့်လိုက်ကြရအောင် ဒီလိုလေးစဉ်းစားကြည့်လိုက်ပါအခန်းတစ်ခန်းလေးကိုဝင်သွားတဲ့အခါကိုပါစက်တောင်မဟရနေဘူးတခြားသူလေးရဲ့ကိုပေါ်ထင်မင်းချက်80ရာခိုင်နှုန်းလောက်ကဖြစ်ပေါ်ပြီးသွားပြီဒါကိုရဲ့ပုံမှန်တွေ့မဲ့နဲ့လှုပ်ရှားပုံတွေကပေးရဲ့သတင်းစကားတွေကြောင့်ပါအဲ့ဒါကြောင့်ကိုဟန်အမှုရာဆိုတာတကယ်ကိုအရေးကြီးပါတယ်စိတ်ဝင်စားစရာကောတာကလူတွေကစက္ကန့်ပိုင်းလေးအတွင်းမှာပဲကိုယ့်အပေါ်မှာစိတ်ပိုင်းဆိုင်ရာပုံရိပ်တစ်ခုကိုဖန်တီးလိုက်ပြီးတော့အဲ့ဒီပုံရိပ်ကသူတို့စိတ်ထဲမှာအချင်းအတော်ကြာဆွဲချက်နေတတ်တဲ့အဲ့ဒီတော့အဲ့ဒီပထမဆုံးစက္ကန့်ပိုင်းလေးတွေကတကယ်ကိုအဆုံးဖြတ်ပေးနိုင်တော့အောင်အရေးပါနေတာပေါ့ကဲဒါဆိုရင်ကိုဟန်အမူအရာကအဲ့ဒီလောက်အရေးကြီးတဲ့ဆိုမှတော့အဲ့လာကိုဘယ်လိုအသုံးချမလဲဟုတ်ပြီစကားတစ်ခုမှမပြောဘဲနဲ့အကောင်းမြင်ပြီးအစွမ်းထက်တဲ့ပထမဆုံးထင်မြင်ချက်ကိုဘယ်လိုဖန်တီးမလဲဆိုတဲ့သိစိတ်တဲ့ကိရိယာတွေကိုလေ့လာကြည့်ကြရအောင်ပထမဆုံးနီလန်းကတော့တဖြည်းဖြည်းပြေးလျံလာတော့အပြုံးပါချက်ချင်းကြီးသွားဖြည်းပြုံးလိုက်တာမျိုးမလုပ်ပါနဲ့အရင်ဆုံးတစ်စက္ကန့်လောက်ရပ်ပြီးမှနှွေးထွေးပြီးစစ်မှန်တဲ့အပြုံးတစ်ခုကိုမျက်နှာပေါ်မှာဖြည်းဖြည်းချင်းပေါ်လာစေပြီးမျက်လုံးတွေထဲအထိရောက်ပါစေဒီလိုလုပ်လိုက်တော့ကို့အပြုံးဟာယဉ်ကျေးမှုရာလုပ်ပြတာမဟုတ်ဘဲရင်ထဲကလာတယ်လို့ခန်းစားစေပါတယ်။စောက်ထဲကမစ်စီဆိုတဲ့အမျိုးသမီးကဒီနီလန်းလေးတစ်ခုတည်းနဲ့သူ့ရဲ့စီးပွားရေးကိုအောင်မြင်အောင်လုပ်နိုင်ရတဲ့ဆိုပဲ။နောက်ထပ်နီကတော့ဆေးကတ်တော့အကြည့်ပါ။ကိုမျက်လုံးနဲ့တခြားသူရဲ့မျက်လုံးကြားမှာနှွေးထွေးတဲ့စကြားချောင်းနဲ့ကတ်ထားတယ်လို့စိတ်ကူးကြည့်လိုက်ပါ။အကြည့်လွဲဖို့လိုလာရင်တောင်းဖွေးဖြဲနဲ့မခွဲချင်လေးလွဲပါ။ဒီလိုအာယုံစိုက်တဲ့အကြည့်ကလေးစားမှုနဲ့ချစ်ခင်မှုကိုဖော်ပြပါတယ်။စိတ်ဝင်စားစရာလေးလာမှုတစ်ခုမှဆိုရင်ပါဝင်သူတွေကိုတခြားသူရဲ့မြတ်တမ်းခတ်တာကိုရွေတွက်ခိုင်းယုံနဲ့သူတို့ကြမှာပိုပြီးခိုင်မာတဲ့ဆက်သွယ်မှုကိုခန်းစားခဲ့ရတယ်လို့ဆိုပါတယ်။ကောင်းမွန်တဲ့ကိုနီဟန်ထားကယုံကြည်မှုကိုဖော်ပြတာပေါ့။စာအုပ်ထဲမှာအရန်ထိရောက်တဲ့ပုံဖော်မှုတစ်ခုကိုသုံးထားတယ်ဗျ။တကားဘောတစ်ခုကိုဖြတ်တိုင်းတန်ကွင်းတစ်ခုကိုတွားနဲ့ကိုက်တီးအဲ့ဒီအရာကကိုယ့်တကူလုံးကိုမတ်မားဖြစ်အောင်ဆွဲတင်ထားတယ်လို့မြင်အောင်ကြည့်လိုက်ပါ။ဒီပုံရိပ်ကချဲကားထားတယ်လို့ထင်ရပေမဲ့မတ်ရပ်ပြီးအောင်မြင်သူတယောက်ရဲ့ဟန်ပန်ကိုပြသဖို့တဲ့တကယ်ကိုထိရောက်တဲ့ reminder လေးတစ်ခုပဲဗျချစ်စရာကောင်းတဲ့ကလေးတယောက်ကိုတွေ့ရင်ဘယ်လိုတုံ့ပြန်မလဲဆိုတာစဉ်းစားကြည့်ပါလားတကူလုံးလေပြီးအာယုံဆိုင်မိမှာတေးချတဲ့ဟုတ်ဒီနီလန်းကတော့အဲ့ဒီလိုယာနှုံးပြီးအာယုံဆိုင်မှုကိုအတိမိတ်ဆွေတက်တယောက်ကိုပေးဖို့ပါပဲဒီလိုလုပ်ရက်ကသူတို့ကိုချက်ချင်းပဲအရန်ထူးခြားပြီးကြိုးဆိုခံရတယ်လို့ခံစားစေပါတယ်ဒါဟာလူတယောက်ရဲ့နှလုံးသားထဲကိုတိုက်ရိုက်ရောက်တဲ့လမ်းလက်တစ်ခုလိုပါပဲကဲဟုတ်ပြီအခုဆိုရင်ကိုဟန်အမှုရာနဲ့အကောင်းဆုံးအဖွင့်တစ်ခုကိုဖန်တီးပြီးသွားပြီအဲ့ဒီနောက်မှာတော့ဘာဆက်လုပ်မလဲအရေးကြီးဆုံးနောက်တစ်ဆင့်ကတော့စကားစပြောဖို့ပဲပေါ့ဒီတိတ်ဆိတ်မှုကိုချိုးဖျက်ဖို့ဘယ်လိုစကားလုံးတွေကိုသုံးသင့်တယ်လဲအခုတိတ်ဆိတ်တဲ့ဆက်သွယ်မှုတစ်ခုကိုတိဆောက်ပြီးတဲ့နောက်မှာစကားဝိုင်းတစ်ခုကိုထိရောက်ဘယ်လိုစတင်မလဲဆိုတာကိုကြည့်လိုက်ကြရအောင်ဒီအပိုင်းကတော့ small talk လို့ခေါ်တဲ့အတီးအဖွဲစကားပြောခြင်းအမှုပညာကိုကျွမ်းကျင်ဖို့အဓိကထားသွားမှာပါ small talk မှာလေစကားလုံးတွေထက်တန်စင်ကပိုအရေးကြီးတယ်ဆိုတာကိုတတိယရမယ်စကားမပြောခင်မှာတစ်ဖက်လူရဲ့အားရင်စင်နဲ့စိတ်ချင်တွေကိုတစ်စက္ကန့်လောက်အကြိုက်ခတ်ပြီးအဲ့လာနဲ့ကိုက်ညီအောင်စူးစမ်းကြည့်လိုက်ပါဒီလိုလုပ်ခြင်းကသူတို့ကိုချက်ချင်းပဲတက်တောင်တက်တာရှိပြီးနားလည်မှုရတယ်လို့ခံစားစေကချောမွေ့တဲ့စကားပိုင်းတစ်ခုပဲလန်ခင်းပေးလိုက်တယ်လို့ပါပဲဒီအချက်ကတကယ်ကိုရေးပါပါတယ်အထူးသဖြင့်စကားဝိုင်းရဲ့အစားပိုင်းမှာကိုယ့်ရဲ့အတန်နဲ့တန်ထားဆရာထက်တန်မှုနဲ့အားအင်ကကိုပြောတဲ့စကားလုံးတွေရဲ့အကြောင်းအရာထက်လူတွေကိုပိုပြီးဆွေးဆောင်နိုင်တယ်လေအားအပြည့်နဲ့ပြောတဲ့မင်္ဂလာပါတခွန်းကအကြောင်းအရာကောင်းပြီမဲ့အတန်တိုးတိုးနဲ့ပြောတဲ့ဝါကြတစ်ကြောင်းထက်ပိုပြီးအစွမ်းထက်နိုင်တယ်လေကဲနောက်ထပ်လက်တွေ့ကျတဲ့နီလန်းတစ်ခုကိုမဖော်ပြခင်မှာစိတ်လှုပ်ရှားစရာလေးတစ်ခုလုပ်ချင်အောင်တခြားသူတွေကကိုအရင်ဆုံးစကားလာပြောအောင်လုပ်လို့ရတဲ့နီလန်းများရှိနေမလားအဖြစ်ကတော့ what's it တခုဝစ်စင်ဖို့ပါပဲဒါကရိုးရှင်းပေးမဲ့အရင်ထိရောက်တဲ့နီလန်းပါ what's it ဆိုတာကကိုဝစ်စင်ထားတဲ့ဒါမှမဟုတ်ကိုင်ဆောင်ထားတဲ့ထူးခြားတဲ့ပစ္စည်းတစ်ခုခုပေါ့ဥမာမှာထူးခြားတဲ့ရင်ထိုးတစ်ခုစိတ်ဝင်စားစရာကောင်းတဲ့စောက်အဖုံးတစ်ခုဘာမှစိုးဖြစ်နိုင်တယ်
ဒါကတခြားသူတွေကိုဟေ့ဒါလေးကဘာလဲလို့လာမေးဖို့အကောင်းဆုံးကြုံပြချက်တစ်ခုပေးလိုက်တာပါပဲအဲ့ဒီကနေစပြီးတော့စကားဝိုင်းကအလိုလိုဖြစ်သွားရိုးပဲ ကဲဟုတ်ပြီကျွန်တော်တို့အသုံးဝင်တဲ့နီလန်းတွေအများကြီးလေ့လာခဲ့ပြီးပြီအခုနောက်ဆုံးအဆင့်ကိုရောက်ပါပြီဒီနီလန်းတွေအားလုံးကိုဘလို့ပေါင်းဆက်ပြီးဘလို့အခြေအနေမှမဆိုအောင်မြင်စေမဲ့ပြည့်စုံတဲ့လူမြေကိရိယာအစုံတစ်ခုဖြစ်ဘလို့ပြောင်းလဲမလဲဆိုတာပါပဲ ဒီမှာနောက်တစ်ခါလူမှုရေးပွဲတစ်ခုကိုတွားတဲ့အခါတိုက်ရိုက်အထုံးချနိုင်မဲ့ရှင်းလင်းတဲ့လှုပ်ဆောင်မှုအစီအစဉ်တစ်ခုရှိပါတယ်အဆင့်သက်အခြေအနေကိုကြိုတင်ပြင်ဆင်ပါမုံမင်းခေမှာအောင်မြင်မှုကိုစစ်ကူပုံဖော်ပါအဆင့်နဲ့အပြိုးအချိကိုနေဟန်ထားတို့နဲ့တိတ်ဆိတ်တဲ့စစ်တွေမှုလုပ်ပါအဆင့်3သူတို့ရဲ့အာရုံနဲ့ကိုင်းညီတဲ့မှန်ကန်တဲ့စစ်ခံစားမှုနဲ့စကားစာပါနောက်ဆုံးအဆင့်လေးကတော့သူတို့ကိုအပြည့်အဝအာရုံစိုက်ပြီးထူးခြားတယ်လို့ခံစားစေပါဒီအဆင့်တွေကိုလိုက်လို့ယုံနဲ့အရာရာဟာပိုလွယ်ကူလာကိုတွေ့ရပါလိမ့်မယ် ဒီစာအုပ်ရဲ့အထူးအချက်ကိုထပ်ပြီးအလေးပေးချင်ပါတယ်ဒီလိုတင်းငယ်ပြီးလက်တွေ့ကျတဲ့နီလန်လေးတွေကပဲနောက်ဆုံးမှာပုံမှုခိုင်မာပြီးအတိတ်ပဲရှိတဲ့လူမှုဆက်ဆံရေးတွေကိုတိစောက်နိုင်ဖို့လမ်းညွှန်ပေးသွားမှာပါအပြောင်းလဲဆိုတာဒီလိုခြေလမ်းတေးသေးလေးတွေကနေပဲစတာပါပဲ ဒီရှင်းလင်းတင်ဆက်မှုရဲ့အဆုံးမှာတော့အားလုံးအတွက်စဉ်းစားစရာမိဟုံးလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ဒီနေ့ပြောခဲ့တဲ့နီလန်းတွေအားလုံးထဲမှာဘယ်တစ်ခုကိုချက်ချင်းအသုံးချကြည့်ထိုးစိတ်အလုံရှားဆုံးကိနေလဲနောက်တစ်ခါစကားပြောဆိုမှုမှာအဲ့ဒီနီလန်းကိုလက်တွေ့အသုံးချကြည့်နိုင်မယ်လို့မျှော်လင့်ပါတယ်